Hello Hello တခုပြောပြမယ်ရဲရင်ချင်းလို့လေကျွန်တော်ကအလုပ်ပါတထဲရလေနော်သူကကျွန်တော်ပြောတာလာချင်တဲ့အချိန်လာပေါ့အစရွေးလာလို့ရတယ်ပေါ့အချိန်ပန်းဆိုတော့ကျွန်တော်တို့ကအကြောင်းတားဆိုတော့တစ်ပတ်မှနေရင်နေစေလို့ရတယ်အဲဆိုတရက်မှလုံးမအများဆုံးမှနေ4နိုင်ရီ4 5 20တရက်9ရက်လုပ်ရဆိုရင်တရက်မှ4နိုင်ရီလုပ်ရင်9ရက်ပဲလုပ်လို့ရတယ်အဲဆိုတရက်မှကျွန်တော်3နိုင်ရီ4နိုင်အဲ့လိုပဲတွားလုပ်တော့ဒီနေ့တော့မတွားတော့ဘူးဆိုတော့သူ့လည်းစာမပို့ထားအဲ့ဒါနဲ့ဖုန်းခေါ်ထားမှတီးလိုက်ဘူးတန်းဟိုအမရောက်နေတော့အဲ့နဲ့ခဏကြိုက်ရလဲ6နိုင်လဲ activity တစ်ခုပါရမှာဆိုတော့မတွားတော့ဘူးဆိုနေလိုက်တာဖုန်းခေါ်လာတာအလုံးမလာဘူးလားတဲ့ဒီနေ့မလာဘူးလေတဲ့တတိပဲလာချင်တဲ့အချိန်လာပြောတော့ကျွန်တော်မလာတော့ဘူးလို့အခုကယူနီမှာရောက်နေတယ်လို့မနေ့ရှင်ကလာခဲ့တော့မယ်တဲ့မနေ့ပြန်သူမရှိဘူးတဲ့တပတ်ခါမှလာခဲ့တယ်ဟုတ်ပြီလို့ရတယ်လို့ပြန်ချစ်ဖြစ်လာခဲ့မယ်လို့ပြောလိုက်တာလာခဲ့အောင်တဲ့လိုအပ်နေပြီတဲ့အဲ့လိုပြောနေတာဟုတ်ကဲ့ပါအဲ့လိုလာခဲ့မယ်လို့ဒီနေ့တော့မလာဖြစ်တော့ဘူးလို့မနေ့ပြန်မဟုတ်တပတ်ခါလာခဲ့မယ်လို့အခုဒီတရက်နေ့ကအเจ้าမှာ activity ဒီနေ့ရှိလို့ဒါပဲနော်လို့ပြောလိုက်တာ okay တဲ့ sorry တဲ့ဘာလို့ပြောလိုက်တာသူကကျွန်တော်ဖုန်းခေါ်မှပြန်တောင်းပန်နေသေးတယ်ကျွန်တော်သူ့စီမှာလှုပ်လာနော်အလုပ်တာလုပ်နေရတာပြောချင်တာအလုပ်ရဲ့ stress မရှိဘူးကွာအဲ့လိုမျိုးလေအရင်ဟွာကွာ easy gory ဖြစ်တယ်ကွာအလုပ်လုပ်နေရတယ်လို့မခံစားရအောင်ဖြစ်တယ်ကွာတိမလားအလုပ်ရှင်ကလည်းအဲ့လိုမျိုးဖိအားပေးတာလည်းမရှိဘူးကွာတော့ချင်တဲ့ချိန်တော့လာချင်တဲ့ချိန်လာပေါ့တိမလားဒါပေမဲ့ကိုလှုပ်တဲ့အချိန်နဲ့ရေကိုကျတော့သူတို့ပေးတာပေါ့ဒါပေမဲ့လှုပ်တဲ့အချိန်ကျတော့အလုပ်ကောင်းလုပ်တော့လုပ်ရတာပေါ့နော်အကြောင်းသားဆိုတော့သူတို့က opportunity ပေးတာပေါ့နော်အားတဲ့အချိန်လာလို့ရတယ်ဆိုတာပြောထားပြီးတော့ကျွန်တော်အားတဲ့အချိန်လာပဲသွားတာအဲ့တော့ bye bye